Okay ဒီတစ်ခေါက်က sleep hygiene ကြောင်းပြောမယ် sleep hygiene အဓိကတော့အခုဒီညအိပ်လို့မရဘူးเนาะအိပ်လို့မရတော့နားလဲတယ်အဲ့လို insomnia ရှိတဲ့လူတွေအချင်းပေါ့เนาะနားလဲတယ်ဘယ်လောက်အေးဟောဝါလေးနဲ့ကောင်းကောင်းလေးအိပ်ပျော်သွားပြီးတော့အေးဟောဝါလေးရဖို့ဟာဘယ်လောက်အရေးကြီးပြီးတော့ဘယ်လောက်ခက်ခဲလဲဆိုတာနားလဲတယ်ဆိုတော့ sleep hygiene ကြောင်းနည်းနည်းပြောမယ်ဒါကဒီကနေဖတ်ပြမယ်ပေါ့နော်အဲ့တော့ဖတ်ပြတဲ့ဥစ္စာကဘာမှထူးမဟုတ်ဘူး Google မှာရိုက်လိုက်လို့ရှိလို့ရှိရင် sleep hygiene လို့ရိုက်လိုက်လို့ရှိလို့ရှိရင် Google ကနေကြာလာမဲ့ AI overview ရဲ့ဟာကိုဖတ်ပြမယ်အချင်းချုပ်ပေါ့နော်အချင်းချုပ်ဖတ်ပြမယ်ပြီးရင်အဲ့ဒီပြီးလို့ရှိရင်အရှိပေါ့နော်အရှိ version ဖြစ်တဲ့ sleep hygiene နဲ့ပတ်သက်တဲ့ဟာကို website နှစ်ခုပေါ့နော်တစ်ခုကကျတော့ Harvard ကထုတ်ထားတဲ့ဟာရယ်နောက်တစ်ခုကကျတော့ Sleep Foundation ဆိုတဲ့ website ကနေပြီးတော့မှဒီ sleep medicine specialist ရေးထားတဲ့ website တစ်ခုရယ်အဲ့ဒီဟာလေးကိုအောက်က comment ထဲမှာcomment မဟုတ် description ပေါ့နော် description ထဲမှာထည့်ပေးမယ်တွားပြီးတော့ဖတ်ပြီးလို့ရှိရင်ရှည်ဝေးပေါ့နော် comprehensive ဟာကိုရှည်ဝေးရေးထားအဲ့ဟာတွေကိုအဲ့မှာအဲ့ article ကိုဖတ်လို့ရတယ်အဲ့ဒါကဒီမှာတော်တော်များများငါ recommend လုပ်တဲ့ website တွေပေါ့နော်အဲ့အထူးသဖြင့် sleep foundation ဆိုလို့ရှိရင်လူနာတွေလာလို့ရှိရင်အိမ်မြဘူးပါဘူးဆိုရင်ရတယ်လာခဲ့ပါဇက်ကလည်းပြောမယ်ပြီးရင်သူတို့အဲ့ဒီ sleep foundation တွေကဟာဒါ free ပေါ့နော် free website လေသူတို့ဘလို့သွားအဲ့ website တွေဝင်သွားကြည့်သွားဖတ်ပြီးလို့ရှိရင်အဲ့မှာကိုဘယ်နှခုအဲ့ထဲမှာကိုဘယ်နှခုငါလုံးနေရဒီထဲကငါဘယ်နှခုငါလုပ်ပြီးပြီလေဘယ်နှခုကလုပ်လို့ရသေးလဲပေါ့နော်အဲ့လိုဟာလေးတွေကိုသူတို့အင်စာလုပ်ခိုင်းတယ်အဲ့တော့ဆိုတော့ sleep hygiene ဆိုတာဒီ sleep quality improvement ပေါ့နော်အဲ့အတွက်အရေးကြီးတဲ့ထဲမှာတစ်ခုအပါဝင်ဖြစ်တယ်အဲ့တော့အဲ့တောင်စပြောမယ် before I do that ဆိုမပြောခင်မှာ sleep နဲ့ပတ်သက်ပြီးနည်းနည်းလေးပြောရမယ်ဆိုတော့အဲ့ sleep ကောင်းဖို့အတွက်မှာတဲ့ sleep ဒီပေါ့နော်အိမ်မရယောဂပေါ့နော်အိမ်မရယောဂ insomnia အတွက်ကောင်းဆုံးဟာကသူက CBTI လို့ခေါ်တယ် cognitive behavior therapy for insomnia ပေါ့နော်အဲ့ဒီဟာကတော့ therapy ပေါ့နော် therapy မှာ insomnia ကို focus လုပ်ထားတဲ့ therapy ပေါ့နော်အဲ့ဒါကတော့အကောင်းဆုံးလို့ပြောမှာပေါ့နော်ဒါအဲ့ထဲမှာ part of the component ICBT ရဲ့ component တစ်ခု CBTI ရဲ့ component တစ်ခုက sleep hygiene ဖြစ်တယ်အဲ့တော့ sleep hygiene ကလူတိုင်းလုပ်လို့ရတယ်အဲ့တော့အဲ့ဒါပြောမယ်ဆိုတော့ again ဒါက Google ရဲ့ဟာဘာမှထူးခြားဆန်းကြဲရှားပါပစ္စည်းမဟုတ်ဘူးပေါ့နော်okay ချလာမှာ okay so sleep hygiene tips and techniques okay so first of all consistent schedule go to bed and wake up around the same time daily even on weekends to regulate your inner clock နေ့တိုင်း weekend အပါအဝင်နေ့တိုင်းအိယာဝင်တဲ့အချိန်နဲ့ထားတဲ့အချိန်ကို consistent ဖြစ်အောင်တစ်ချိန်နဲ့ထားပါတဲ့အဲ့ဒါမှကိုယ့်ရဲ့ခန္ဓာကိုယ်တွေက internet clock လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့နာရီပေါ့နော်အဲ့ဒီဟာလေးက regulate ပုံမှန်လေးလေပတ်နေအောင်လို့ okay ဆိုတော့အဲ့မှာတစ်ခုပြောစရာရှိတယ်ဟုတ်တယ်အိတ်ဆေးမတောက်ခဲနဲ့အိတ်ဖို့ဆိုတာကလေကိုခန္ဓာကိုယ်ကပြင်မှန်းပြီးခေါင်းကလည်းအိတ်ချင်မှရတာအဲ့လိုအိတ်ချင်တဲ့အချိန်မှာအိတ်ဖို့ကအမှအိတ်ပြောတာပေါ့နော်အဲ့တော့သူကတော့အိတ်ချိန်နဲ့ထားချိန်နဲ့တသက်မှတ်ထဲထားပါတဲ့ပြောတာအဲ့မဲ့တစ်ခုလေးနည်းနည်းလေးထောက်ချင်တာပါလဲဆိုတော့အိတ်ချိန်ကကို့မှာလေအရင်ထိန်းချုပ်လို့မရဘူးဘာလို့လဲဆိုတော့အိတ်ချိန်ကဟုတ်ပြီ9နာရီဆိုအိတ်ကင်10နာရီဆိုအိမ်မှာ17နာရီဆိုအိမ်မှာလုပ်ထားတာပေါ့နော်ဒါပေမဲ့ဟိုထက်ရောက်သွားလို့ရှိရင်အိတ်ရပေါ်ရောက်သွားလို့ရှိရင်အိတ်ပြောတယ်မပြောဘူးအာမခံချက်မရှိဘူးအဲ့တော့ကို့ပေါ်မှာအိတ်ချိပြောခြင်း control အရင်ကြီးမရှိဘူးပေါ့နော်နည်းနည်းလေးတော့ရှိအရင်ကြီးမရှိဘူးအိတ်ချိန်မှာအိတ်ပါမယ်ဆိုတဲ့ဟာဘာကကိုက control ရှိလဲဆိုတော့ထားမဲ့ချိန်က control ရှိတယ်ထားမဲ့ချိန်က control ရှိတော့ဘာလို့ဆိုတော့ alarm နဲ့ထားတာဟုတ် alarm နဲ့ထားတာဆိုတော့ထားမဲ့ချိန်ကကိုလက်ထဲမှာဘယ်ချိန်ထားမလဲဆိုတော့ကို design လုပ်လို့ရတယ်ပေါ့နော်အိတ်ပြောမဲ့ချိန်ကဟဲ့ငါတော့7 night down ဆိုတော့အိတ်ပြောမဲ့ဆိုတော့ design လုပ်လို့မရအောင်အိတ်ချိန်တော့သတ်မှတ်လို့ရပါမယ်တော့ပေါ့လားဆိုတော့အဲ့တော့ထားချိန်ကိုweekend ပဲဖြစ်ဖြစ် weekday ပဲဖြစ်ဖြစ်နေ့တိုင်းကိုတက်မှတ်ထဲထားပါတော့7နာရီဆို7နာရီ9နာရီဆို9နာရီ9နာရီဆို9နာရီအဲ့လိုမျိုးထားပြီးပေါ့နော်အဲ့ဒါလေးကိုပြောချင်တာပါနောက်တစ်ခုကကျတော့ second point ကဘာလဲဆိုတော့ create a sleep sanctuary keep your bedroom
cool around 65 degrees Fahrenheit or 18 degrees Celsius. Dark, use blackout curtains. Quiet, white noise can help, and then comfortable. ဆိုတော့ကိုယ့်ရဲ့အိယာလေးကိုတဲ့အိတ်ရှင်စပွဲလေးဖြစ်အောင်နောက်ပြီးတော့အိတ်ဖို့အတွက်ကိုအားပေးမဲ့ environment ပတ်ဝန်းကျင်လေးဖြစ်အောင်လုပ်ပါတဲ့အဲ့တော့သူကဘာလို့ recommend လုပ်လဲဆိုတော့အိတ်ခမ်းကိုအေးအောင်ထား65 degree လောက်ဟိုပေါ့နော်ဟို aircon ထားလို့ရတယ်ဆိုလို့ရှိရင်65 degree လောက်အမွေ18ပေါ့နော်အဲ့လောက်မှာထားဘာလို့လဲဆိုတော့အဲ့နာဘိုင်းမှာဘာလို့အဲ့လိုထားရလဲဆိုတော့အဲ့လို့ရှိလို့ရှိရင်အဲ့တဲ့အချိန်မှာ sleep မှာ stages တွေရှိရပေါ့နော်အဲ့တဲ့ stages တွေမှာသူကဘာဖြစ်လာလဲဆိုတော့အဲ့နေနဲ့ခန္ဓာကိုယ်က heat ထွက်လာတယ်သိလား heat ထွက်လာတော့လေအဲ့လိုအိတ်ခမ်းမှာအေးနေလို့ရှိလို့ရှိရင်ချွေးတွေနဲ့နိုးလာရောအဲ့မှာစောင်းနေနေခြားထဲမှာချွေးတွေနဲ့နိုးလာရောပေါ့နော်အဲ့ဒါမျိုးဖြစ်ဖူးမှာပဲလူတိုင်းဟုတ်တယ်မလားဆိုတော့အဲ့ဒါမလို့အိတ်တဲ့အိယာအိတ်ခမ်းကိုအေးလေးပြောင်းထားပါတဲ့ပြီးရင် dark မှောင်နေအောင်ထားပါbrain box တွေအများကြီးရှိတဲ့အခန်းဆိုလို့ရှိရင်ကာတင်းတွေပေါ့နော်ဒီလိုက်ကာအမဲအလင်းမပေါက်တဲ့လိုက်ကာတွေသုံးနောက်ပြီးရင်quiet တိတ်တိတ်ဆိတ်ဆိတ်ရှိအောင်ထားတချို့တွေကြတော့အဲ့လို white noise ဆိုပြီးတော့လေ white noise machine လေးထားကြတာလည်းရှိပါတယ်တဲ့ပြီးတော့အိယာကို comfortable ဖြစ်အောင်ထားပေါ့နော်တတောင်တလေးဖြစ်တဲ့အိယာလေးကိုဝယ်ပါနောက်တစ်ခုကကြတော့ wind down routine develop calming activities for 1 to 2 hours before bed like reading, bathing or gentle stretching to signal sleep အဲ့တော့မအိတ်ခင်မှာ routine တစ်ခုထားပေါ့နော်အဲ့ဒါကို wind down routine ပေါ့နော်ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ခေါင်းဖြစ်စေမယ်တည်ငြိမ်စေမယ် activities မျိုးတွေကိုမအိတ်ခင်1နာရီ2နာရီလောက်မှလုပ်ဖို့အတွက်အဲ့ routine လေးအကျင့်လေးသတ်မှတ်ထားပါတဲ့အဲ့တော့ဘယ်လိုဟာမျိုးလဲဆိုတော့စာဖတ်တဲ့ကြိုက်တဲ့လူဆိုရင်စာဖတ်တဲ့ reading ပေါ့နော်စာဖတ်ခြင်းအပြင်ပြောရရေချိုးလို့ရှိရင်အဲ့ warm bathing ပေါ့နော် warm bathing ဆိုတာကရေနွေးလေးနဲ့ပေါ့နော်ရေနွေးလေးနဲ့ချိုးတာအဲ့ဒါလည်းနောက်မှာ science ရှိတယ်ဘာလို့လဲဆိုတော့ရေနွေးနဲ့ချိုးပြီးလို့ရှိရင်ခန္ဓာကိုယ် relax ဖြစ်သွားတယ်နောက်တစ်ပိုင်းကကြတော့အပြင်ကိုအိတ်တဲ့အခါကျလို့ရှိရင်ခုနကအပူချိန်လျှော့ခိုင်းတာရမလားအဲ့ခါကျတော့ကိုယ့်ရဲ့အပူချိန်လေးရလဲခန္ဓာ body temperature လည်းလျော့သွားတယ်အဲ့လို body temperature လျော့သွားလို့ရှိရင်လူကပို့ပြီးတော့အိတ်ပျော်တယ် okay နောက်ပြီးတော့ပြောချင်တာလဲဆိုတော့အခုကျတော့ gentle stretching ပေါ့နော် yoga လိုမျိုးလေအဲ့လို stretch ပေါ့နော် gentle ပေါ့နော်အဲ့လိုကြော short တာလေးလုပ်အဲ့အမျိုးလေးကကိုယ့်ရဲ့ခန္ဓာကိုယ်မအိတ်ခင်ထားပါတော့17နာရီအိမ်မဲ့လူဆိုလို့ရှိရင်9နာရီ10နာရီလောက်မှာအဲ့ဒီစပြီးအဲ့ routine တွေလုပ်ပေါ့နော်ကိုလုပ်နေကြ routine ကိုကြိုက်တဲ့ဟာဘယ်လိုဖြစ်ရမယ်လို့မဟုတ်ဘူးရေချိုးရင်ချိုးစာဖတ်ရင်ဖတ်ခုန stretching လုပ်အစင်းလုပ်လို့ရတယ်ကြက်တို့လုပ်လို့ရတယ်တခုပဲလုပ်လို့ရတယ်အဓိကအဲ့လိုမျိုး routine တစ်ခုသတ်မှတ်ထားလို့ရှိရင်10နာရီ9နာရီ10နာရီဆိုတော့ကိုကစားလုပ်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်က signal ပြလိုက်တာအချက်ပြလိုက်တာအေးရတော့မယ်ဆိုပြီးတော့အချက်ပြလိုက်တာဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်အိတ်ဖို့စောအိတ်ဖို့အားပေးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ limit stimulants avoid caffeine after lunch nicotine and alcohol in the evenings as they disrupt sleep အဲ့တော့ lunch စားပြီးနေ့လည်စာစားပြီးချိန်မှာ caffeine coffee tea လက်ဖေးရှောင်းပါပြီး nicotine တွေဒီကတော့စလိတ်ပေါ့နော်စလိတ်ကွန်ပြီးတော့ alcohol အရက် in the evenings ညနေပိုင်း6နာရီနောက်ပိုင်းမှာအရက်နဲ့စလိတ်တွေရှောင်းပါကွန်တွေရှောင်းပါစီဝကြီးတွေရှောင်းပါဘာလို့ဆိုတော့တို့တွေက stimulants တွေဖြစ်တယ်စိတ်ကိုကြွစေတယ်စိတ်ကိုလိုမျိုးကြွစေရကြောင်းမလို့ brain ကိုသွားပြီးတော့လှုံ့ဆော်နေရကြောင်းမလို့အိတ်ချင်းကိုနှောက်ယှက်ဖြစ်ပါတယ်တဲ့နောက်တစ်ခုက watch food and drink do not eat large meals or drink too much do not drink too much liquid close to bedtime အိတ်ခါနီးမှာစားတွေမတောင်းကြမှာနဲ့ရေတွေအများကြီးမတောက်ပါနဲ့ရေအများကြီးမတောက်တာညကျရင်တေးထားပေါက်အောင်မှာဆိုလို့ဖြစ်တယ်စားအရမ်းများရင်လည်းအိတ်တာကိုထိခိုက်တယ်ပေါ့နော်အထူးသဖြင့်တချို့တွေဆိုလို့ရှိရင်ဒီ acid reflux ဖြစ်ရှိတဲ့လူဆိုပူဆိုးတာပေါ့နော်အဲ့လိုစားအများကြီးစားပြီးရင်သူတို့နှောက်ယှက်ဖြစ်တယ်ကွယ်တခြားအကြောင်းအရာလေးလည်းရှိပါတယ်ဒါမျိုးလေးအဲ့တော့အစားအသောက်ကိုဆင်ခြင်ပါနောက်တစ်ချက်ပြီးတော့မယ် exercise regularly physical activity helps but finish works out several hours before sleep အဲ့တော့လေ့ကျင့်ခန်းလုပ်ပါလေ့ကျင့်ခန်းလုပ်ခြင်းဟာphysical activity ကိုလည်းလှုပ်ရှားလေ့ကျင့်ခန်းရှိခြင်းကညဘက်မှာအိတ်တာကိုအထောက်အကူအရင်ဖြစ်ပါတယ်သို့ပေမဲ့ workout လုပ်တဲ့ခြင်းမှာသွားပြီးလုပ်တာတို့ပြေးတာတို့လှော်တာတို့အဲ့လိုမျိုးဘယ်လိုပြောမလဲဒီအားစိုက်ထုတ်ပြီးလုပ်ရတဲ့ဟာတွေဆိုလို့ရှိရင်မအိတ်ခင် several hour 4-5-6နာရီကြိုးပြီးလုပ်ပါပြောချင်တာကည17နာရီအိမ်မှာကိုည
9နာရီမှာသွားပြီးတော့ချင်းမှာသွားပြေးမနေပါနဲ့ဘာလို့လဲဆိုတော့အဲ့လိုမအိတ်ခင်ခုနပြောတဲ့ exertion လုပ်လို့ရှိရင်လည်းအဲ့ဒါ sleep ကိုအနှောက်အယှက်ဖြစ်တယ်အဲ့တော့မအိတ်ခင်လေးမှာဘာလုပ်ရမလဲဆိုတော့ calming ဖြစ်စေတဲ့ activity တွေလုပ်ရမှာเนาะပြေးလွှားခုန်ပေါက်မှာမဟုတ်ဘူးအဲ့တော့ပြေးလွှားခုန်ပေါက်တဲ့ကိစ္စတွေနေ့ကင်းမှာလုပ်ပါတဲ့နောက်တစ်ခုကကြတော့အရေးကြီးလာပြီ ditch devices turn off phones tablets and TVs at least 30 to 60 minutes before sleep the light and stimulation interfere with sleep signals အဲ့တော့ဖုန်းတွေ tablet တွေ iPhone တွေ iPad တွေ computer တွေ TV တွေကိုမအိတ်ခင်နိုင်ဝက်တနာရီအနည်းဆုံးထားပြီးတော့စက်တွေပိတ်လိုက်ပါကိုနဲ့ဝေးရမှာသွားထားလိုက်ပါဘာလို့လဲဆိုတော့အဲ့ရလာတဲ့ light တွေနဲ့ stimulation တွေကကိုယ့်ရဲ့အိတ်ချင်းကို sleep ကို signal ပြမယ်အိတ်ချင်းကိုဒီ signal ပြမယ်ဟာတော့နောက်ချက်ဖြစ်ပါတယ်တဲ့ okay နောက်တစ်ခု bedroom for sleep only reserved your bed for sleep and intimacy keeping work and electronics out okay that the last တစ်ခုနောက်ဆုံးတစ်ခုပေါ့နော်ကိုယ့်ရဲ့အိပ်ရာကိုအိပ်ဖို့နဲ့ intimacy ဆိုတာကကြတော့နီနောပေါ့နော် sex ကိုပြောတာပါပဲအဲ့အတွက်ပဲသုံးပါတဲ့အဲ့တော့ sleep နဲ့ sex အတွက်ပဲအိပ်ရာကိုသုံးပါkeeping work and electronics out အိပ်ရာပေါ်မှာအလုံးမလုံးနဲ့အိပ်ရာပေါ်မှာဖုန်းမသုံးနဲ့အိပ်ရာပေါ်မှာဖုန်းပြောတာလည်းမလုံးနဲ့เนาะအဲ့ဒါတွေအကုန်လုံး out okay so ဒါတွေကတော့ sleep hygiene ဖြစ်ပါတယ်အဲ့ဒါမျိုးဒါလေးတွေကိုကိုလိုက်နာနိုင်သလောက်ပေါ့နော်လိုက်နာပြီးလို့ရှိရင်သူကအေးပို့ပြီးတော့ဒီဟိုဖြစ်တယ်ပေါ့နော် uninterrupted sleep ပို့ရတယ် refreshing ဖြစ်တယ် your brain ကို train ပေးရရောက်တယ်ပြီးတော့ insomnia ပေါ့နော်တုံးတန်ရုံနည်းနည်းပါအိတ်မပြောတာလောက်ဆိုလို့ရှိရင်ဒါလေးလို့ဒါလေးတွေကိုအဲ့လိုလိုက်နာရုံနဲ့အကျိုးရှိတယ်လို့research တွေက evidence တွေကပြထားပါတယ်တခုပဲပေါ့နော်တခုအရေးကြီးရဲ့တခုပဲတော့မဟုတ်အရေးကြီးရဲ့ဟာအရာတခုကဘာလဲဆိုတော့ဒါတွေအကုန်လုံးကအကျင့်တွေဖြစ်တယ် habit တွေဖြစ်တယ်ဆိုတော့ဘာလဲဆိုတော့ကိုကသိရမလားအရာတွေမှာဖုံးသုံးတဲ့အကျင့်ဟိုအကျင့်ဒီကျင့်ပေါ့နော်ခုနပြောရတဲ့ဟာတွေနဲ့ဆန့်ကျင်မဲ့အကျင့်တွေပေါ့ကွယ်အဲ့ဒါတွေကခက်ကိုမှရှိရဆိုလို့ရှိရင်အကျင့်တိုင်းကပြင်ရတာခက်တယ်အဲ့တော့ခက်တယ်ဆိုတာကိုသိထားပါပြင်လို့မရတာမဟုတ်ဘူးပြင်လို့ရတယ်အကျင့်ဆိုတာပြင်ရတယ်ဒါပေမဲ့အကျင့်ဆိုတာပြင်ရတာမလွယ်ဘူးနဲ့ပြင်ရတာအချိန်ကြာတယ်အဲ့တော့ဒါလေးလုပ်နေတဲ့အချိန်မှာကိုစိတ်ရှိထားပါစိတ်ရှိထားပြီးတော့နည်းနည်းကြီးပြင်သွားပေါ့နော်တညာနဲ့10ခုလုံးပြင်စရာမလိုဘယ်နှခုကြည့်လဲမသိ10ခုပြင်စရာမလိုတစ်ခုပဲဖြစ်အဲ့လိုမျိုးလေးနည်းနည်းပါလှုပ်သွားလို့ရှိရင်ဒါလေးနဲ့လည်းစင်ပြေပြီးတော့အိပ်ပျော်သွားတဲ့လူတွေရှိပါတယ်လို့ research တွေကပြထားပါတယ်အဲ့ဒါလေးပြောပြချင်လို့ပါOkay, have a good night.